ပန်းတီးကအပင်ပေါ်ကနေမြေကြီးပေါ်ကိုကျွေးကြတာမိုးရွာရင်မိုးဆက်တွေကမြေပေါ်ကိုကျတဲ့ဖြစ်စဉ်တွေကကမ္ဘာဆွဲအားလို့ခေါ်တဲ့ gravitational force ကြောင့်ဖြစ်ပေါ်လာတယ်ကမ္ဘာပေါ်မှာ mass ရှိတဲ့အရာမှန်တယ်မြောက်ကမ္ဘာဆွဲအား gravitational force ကဆွဲငင်ထားတယ်အဲ့ဒီ gravitational force ကကမ္ဘာပေါ်မှာပဲတွေ့ရတဲ့အရာမဟုတ်ဘူးစကြဝဠာမှာဆိုရင်ဂျိုတစ်ခုနဲ့တစ်ခုက gravitational force နဲ့အချင်းချင်းဆွဲငင်နေကြတယ်ဥပမာကမ္ဘာနဲ့လအချင်းချင်းဆွဲငင်နေကြတာမျိုးဒီအချိန်ထဲမှာဆိုရင် gravitational force က Newton ရဲ့တတိယနိယာမဖြစ်တဲ့ law of action and reaction ကိုလိုက်နာတယ်ဘယ်လိုလဲဆိုတော့ကမ္ဘာလကို action force ဖြစ်တဲ့ gravitational force တစ်ခုနဲ့ဆွဲတယ်တခါလကမ္ဘာ reaction force ဖြစ်တဲ့ gravitational force နောက်တစ်ခုနဲ့ပြန်ဆွဲတယ်အဲ့တော့ Newton သက်သောအရာလနဲ့ကမ္ဘာရဲ့ gravitational force နှစ်ခုရဲ့ magnitude တွေကတူနေတယ်ဒါပေမဲ့ direction ကတော့ဆန့်ကျင်ဘက်ဖြစ်တယ်ဒီမှာမေးစရာရှိတာလနဲ့ကမ္ဘာအချင်းချင်းဆွဲငင်နေကြတာဆိုရင်ဘာလို့ပန်းတီးရမြေပေါ်ကျသလိုမျိုးကမ္ဘာနဲ့လပူးကမသွားတာလဲလကကမ္ဘာကိုလဲပတ်ဖို့လပေါ်မှာကမ္ဘာဆွဲတဲ့ gravitational force နဲ့မြင်းမြောင်အတိုင်းသွားကျင်တဲ့ tangential velocity ဆိုတဲ့အရာနှစ်ခုကတက်ရောက်နေတယ်ဒီမှာဆိုရင်လကမ္ဘာရဲ့ gravitational force ကြောင့်ဆွဲငင်ခံရတယ်ဒါပေမဲ့လရဲ့ tangential velocity ကြောင့်ပြန်ခွာသွားတယ်တခါ gravitational force ကပြန်ဆွဲတယ် tangential velocity ကထပ်ပြီးတော့ခွာတယ်ဒီလိုအဆွဲခံလိုက်ပြန်အခွာခံလိုက်နဲ့လရဲ့လမ်းကြောင့်လေကလေးလိုမျိုးဖြစ်နေလိမ့်မယ်အဲ့ဒီလေကလေးကိုအဝေးကကြည့်ကြည့်မယ်ဆိုရင်လကမ္ဘာကိုစဝိုင်းပုံစံတိုင်းလှည့်ပတ်နေတာကိုတွေ့ရလိမ့်မယ် gravitational force ကလကိုမြင်းမြောင်အတိုင်းထွက်မသွားအောင်ဆွဲငင်ပေးတယ် tangential velocity ကကြတော့လကိုကမ္ဘာနဲ့ပူးကမသွားအောင်ခွာပေးတယ်အဲ့ဒီအားနှစ်ခုကြောင့်လကကမ္ဘာကိုပူးကမသွားပဲစဝိုင်းပုံစံအတိုင်း level ကိုပြုတ်လုပ်ပေးတာပဲဖြစ်တယ်